Tata mimi lido alume mingala bano. Didaka uga tata mimi lido ko. Dose shibya mingala diaro ridega. Adiwanasa balanan. Lumai go mabounding yachine. Parida nesa dewana. Pinya shigoda bounding yachin so de. Mingala diaro go. Poju thare. Pini now so de. Omi ligo. Jobya pidama pibare. ဦးနဲ့အတူတူပုံမြင်လေးကိုတည်တည်ချာချာလေးနားထောင်ပေးကြရအောင်နော်။အိုးရှိရှိတုန်းကပေါ့တောအုပ်ကြီးတစ်ခုထဲမှာတစ်ပင်ကြီးတစ်ပင်ရှိတဲ့။အဲ့ဒီတစ်ပင်ကြီးပေါ်ကအတိုက်ကလေးတစ်ခုထဲမှာကြေးညီနောင်နှစ်ကောင်နေထိုင်ကြတဲ့။ဒီနေ့မှာတော့လေပြင်းမုန်တိုင်းကြီးတိုက်ခတ်လာတဲ့ကွယ်။အဲ့ဒီလိုလေပြင်းမုန်တိုင်းကြီးတိုက်ခိုက်မှုကြောင့်ကျင်းညီနောင်လေးနှစ်ကောင်ဟာတနေရာစီလွတ်စင်ပြီးကွဲသွားကြတော့တာပေါ့ကွယ်ညီငယ်လေးဖြစ်တဲ့ကျင်းညီငယ်လေးဟာတခိုးဓမြတွေနေတဲ့နေရာလေးမှာရောက်ရှိသွားတော့တာပေါ့ကျင်းညီငယ်လေးဟာတခိုးဓမြတွေရဲ့ခိုးကြဟဲ့ရိုက်ကြဟဲ့တက်ကြဖြတ်ကြဟဲ့ဆိုတဲ့ကြမ်းတမ်းခက်ထန်တဲ့စကားတွေကိုနေ့စဉ်နေ့တိုင်းကြားနေတော့တာပေါ့အကိုကြီးဖြစ်တဲ့ကြေးအကိုကြီးကတော့သူတော်စင်ရသေးကြီးတစ်ပါးနေတဲ့ကျောင်းသင်ငန်းလေးတစ်ခုနာကိုရောက်ရှိသွားတော့တာပေါ့ကြေးအကိုကြီးဟာရသေးကြီးရဲ့ကျမ်းမာကြပါစေချမ်းသာကြပါစေမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေစတဲ့တာယာချုံမြိန်တဲ့စကားသံလေးတွေကိုနေ့စဉ်နေ့တိုင်းကြားနေရတော့တာပေါ့ကွယ်ဒီလိုနဲ့တနေ့မှာတော့ဘယင်ကြီးတစ်ပါးဟာတောကစားထွက်ဖို့အတွက်ကျင်းညီနောင်နေထိုင်တဲ့တောအုပ်လေးတွေကိုရောက်လာခဲ့ပါတဲ့။ဘယင်ကြီးဟာတောကစားလေရင်တောအုပ်ကလေးထဲမှာမျက်စိလည်နေခဲ့တာပေါ့ကွယ်။မျက်စိလည်နေတဲ့ဘယင်ကြီးဟာညီငယ်ကြီးလေးရှိတဲ့နေရာကိုရောက်ရှိလာပါတဲ့။ဘယင်ကြီးကိုမြင်တဲ့အခါကျင်းညီငယ်လေးကလူကြဟဲ့ရိုက်ကြဟဲ့တက်ကြဖြတ်ကြဟဲ့ဆိုပြီးကြမ်းကြမ်းတမ်းတမ်းပြောဆိုတဲ့ကွယ်ဘယင်ကြီးလဲစိတ်မကောင်းဖြစ်သွားပြီးတခြားနေရာကိုထွက်ခွာသွားတဲ့ကွယ်ဒီလိုနဲ့ဘယင်ကြီးဟာကြေးအကိုကြီးရှိတဲ့ကျောင်းသင်္ကားနာကိုရောက်ရှိလာပါတဲ့ကွယ်ဘယင်ကြီးကိုမြင်တဲ့အခါကြေးအကိုကြီးကမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေကြည်လင်အေးမြတဲ့ရေကိုသုံးဆောင်တော်မူပါတန်ရှင်းလက်ဆက်တဲ့တည်တည်ဝလံတွေကိုစားသုံးတော်မူပါလို့ဘယင်ကြီးကိုကြိုးစုံနှုတ်ခွန်းဆက်တဲ့ကြေးအကိုကြီးရဲ့စကားကိုကြားတဲ့အခါဘယင်ကြီးလည်းအံ့ဩဝမ်းသာသွားပြီးလိမ်မာလိုက်တဲ့ကြေးကလေးကြီးစောစောကလည်းမောင်ရင်လိုကြေးလေးတစ်ကောင်တွေ့ခဲ့တယ်ဒါပေမဲ့အဲ့ဒီကြေးလေးကလူကြဟေးတက်ကြဖြတ်ကြဟေးဆိုပြီးရိုင်းဆိုင်စွာပြောဆိုခဲ့တယ်လို့ပြောတဲ့ဘယင်ကြီးရဲ့စကားကိုကြားတဲ့အခါကြေးအကိုကြီးကအဲ့ဒီကြေးလေးဟာကျွန်တော်မျိုးရဲ့ကြေးညီငယ်လေးပါတခိုးဓမြတွေရဲ့ကြမ်းတမ်းတဲ့စကားတွေကိုနေ့တင်ကြားနေရလို့အခုလိုရိုင်းဆိုင်နေခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ရသေးကြီးရဲ့တာယာတဲ့စကားတွေကိုနေ့တင်နဲ့အမျှကြားနေရတဲ့အတွက်လိမ္မာနေရခြင်းဖြစ်ပါတယ်လို့ရှင်းပြလိုက်ပါတဲ့သားတို့သမီးတို့ရေပုံမြင်လေးတွေကကျင်းညီနောင်ဟာညီအကိုအရင်ချာဖြစ်တော့လေတခိုးဓမြတွေနဲ့ပေါင်းသိမိတဲ့ကျင်းညီငယ်လေးဟာရိုင်းဆိုင်နေပြီးသူတော်စင်ရသေးကြီးနဲ့ပေါင်းသိမိတဲ့ကြေးအကိုကြီးကတော့လိမ္မာတဲ့ကြီးလေးဖြစ်သွားတော့တာပေါ့ဒါတို့သမီးတို့လည်းပုံမြင်လေးတွေကကျင်းညီငယ်လေးလိုမကောင်းတဲ့သူတွေနဲ့မပေါင်းသင်းပဲကြေးအကိုကြီးလိုလူတော်လူကောင်းတွေနဲ့ပဲပေါင်းသင်းကြရမယ်နော်ဓမ္မသာလိမ္မာပြီးလူချစ်လူခင်များတဲ့လူတော်လူကောင်းလေးတွေဖြစ်လာကြမှာပေါ့လိမ္မာတဲ့သားသားမီမီလေးတွေကိုဖေဖေမေမေနဲ့ဦးကြီးဦးလေးတွေဆရာဆရာမတွေကပို့ပြီးတော့ချစ်ကြတဲ့ကွယ်ဒီပုံမြင်လေးကိုနားထောင်ပြီးလိမ္မာတဲ့လူတော်လူကောင်းလေးတွေဖြစ်ကြပါစေလို့ဦးကဆုတောင်းပေးလိုက်တယ်နော်